Pacific သမုဒ္ဒရာရဲ့ရေအောက်10ကီလိုမီတာမှာကမ္ဘာအင်တာနက်ကိုတည်ဆောင်ပေးနေတဲ့ကေဘယ်ဂျိုးတစ်ကြိုးရှိပါတယ်။အဲဒီကဖိအားဟာတာမဏိရင်ငုပ်တင်ဘောကိုတောင်တွန်ကြီးကားစီနိုင်ပါတယ်။ဒါပေမဲ့ကေဘယ်ဂျိုးကတော့ဘာမှမဖြစ်ပဲရှိနေပါတယ်။သူတို့ကကေဘယ်ဂျိုးကိုပိုခိုင်ခန့်အောင်မလုပ်ခဲ့ပါဘူး။ဖိအားကဘာမှအကျိုးသက်ရောက်မှုမရှိအောင်ပဲဖန်တီးခဲ့တာပါ။ဖိအားဆိုတာအရာဝတ္ထုတွေရဲ့အထဲမှာရှိတဲ့အရာတွေကိုညှစ်ထုတ်ပြီးခြေမုံပစ်တာပါ။လေးအိတ်တွေနဲ့အခေါင်းပေါက်တွေနဲ့ခုခံနိုင်တဲ့ဘဲအရာကိုမစိုးပေါ့။ရေအောက်ကေဘယ်ဂျိုးတွေမှာအဲ့ဒီလိုအရာတွေတစ်ခုမှမပါပါဘူး။ Fiber Urai အလုံပိတ်ဂျယ်တာမဏီဂျိုးဒီပေါ်လီမာအဆွတ်တွေနဲ့အစကနေအဆုံးတိုင်းအခဲသားအတိုင်းဖန်တီးထားလာပါအရာမျက်နှာပေါင်းဒေကနေဖိအားတွေတပြိုင်နဲ့တက်ရောက်လာတဲ့အခါအထင်းမှာဖိသိပ်ခံလာမဲ့အရာဘာမှမရှိတဲ့အတွက်ကျိုးပဲ့ပဲစီစရာလည်းမရှိပါဘူးဖိအားဆိုတာ engineering ဘိုက်ဆိုင်ရာပြဿနာတစ်ခုဘယ်တော့မှမဖြစ်ခဲ့ပါဘူးတကယ် NDA တွေကအပေါ်ရန်ကလာပါတယ်ငါးဖမ်းတင်ဘောတွေကတာမဏီကြောက်ဆိုးတွေကိုပင်လယ်ကျမ်းပင်တလျှောက်ဆွဲတိုက်သွားကြပါတယ်ငလင်တွေကြောင့်ဖြစ်တဲ့မြေပြိုမှုတွေကကေဘယ်ဂျိုးတွေကိုအချိတ်ကြီးလိုပြတ်တောက်သွားစေနိုင်ပါတယ်ပြီးတော့1980ပြည်လုံငယ်တွေတုန်းကငါးမြန်းတွေကလျှက်စစ်လိုင်းတွေရဲ့ဆွဲဆောင်ချက်ကြောင့်ကေဘယ်ဂျိုးတွေကိုတားရောင်လို့ထင်ပြီး AT&T ရဲ့ပထမဆုံးရေနက်ပိုင်း Fiber ကေဘယ်ဂျိုးတွေကိုကိုက်ဖြတ်ခဲ့ကြဖို့ပါတယ်။တိုက်ကြီးတကြီးတွေကြားကအချက်လက်95တကမွင်းကဒီပြင့်တွေကသစင်ချက်ထမ်းသွားပါတယ်။တင်းရဲ့ message တွေတင်းရဲ့ငွေကြေးတွေအခုတင်ဒီဗီဒီယိုကိုကြည့်နေတဲ့အချက်လက် line တွေအပါအဝင်ပေါ့။ internet ကိုချိန်ညက်နေတာကရေနက်ပိုင်းမဟုတ်ပါဘူး။ရေဒိန်ပိုင်းကသာဖြစ်ပါတယ်။